ဒီဗီဒီယိုမှာဖြစ်ပျက်နေတဲ့ကိစ္စတွေအကုန်လုံးကိုကန်ကန်ရှင်ကိုယ်တိုင်ကစီစဉ်ထားခဲ့ပေမဲ့အဆုံးသတ်ကတော့မလှပခဲ့ဘူး။အာလင်းဆိုတဲ့အသက်22နှစ်အရွယ်မက္ကဆီကိုက influencer မလေးကအရင်အောင်နာမည်ကြီးချင်နေခဲ့တယ်။နာမည်ကြီးချင်လို့သူမအကြံစီတစ်ခုကိုလုပ်ခဲ့ပေမဲ့အဆုံးသတ်ကတော့သူမမျှော်လင့်ထားတဲ့အတိုင်းမဖြစ်လာခဲ့ဘူး။သူမဗီဒီယိုတွေအမြဲတမ်းတင်တယ်။သူမရဲ့ဗီဒီယိုကိုလူတွေကမကြိုက်ကြဘူး။အဲဒါကြောင့်သူမနာမည်မကြီးလာခဲ့ဘူး။ဒီတော့ပိုဆိုးတဲ့အရာတစ်ခုကိုလုပ်ဖို့အတွက်သူမစဉ်းစားထားတယ်။သူမကလူတွေစိတ်ဝင်စားလာအောင်လို့သူမကိုသူမပြန်ပေးဆွဲမယ်ပြီးရင်တော့ပျောက်ကွယ်သွားလိုက်မယ်လူတွေအားလုံးကသူမအကြောင်းကိုပြောလာကြမယ်ဒီကောင်မလေးဘယ်ရောက်သွားတာလဲဘယ်ကိုပျောက်သွားတာလဲဆိုပြီးတော့တနိုင်ငံလုံးကစိတ်ဝင်စားလာတဲ့အခါကျတော့မှငါဒီမှာဟေးဆိုပြီးတော့သူပြန်ထွက်လာမယ်ပေါ့အဲ့လိုမျိုးတွေသူကစီစဉ်ထားခဲ့တယ်သူစဉ်းစားထားတဲ့အရာတွေအကုန်လုံးကိုလည်း2020စက်တင်ဘာကုန်ပိုင်းလောက်မှာသူ့ရဲ့တငယ်ချင်းတွေကိုတွားပြောပြတယ်သူ့ရဲ့တငယ်ချင်းတွေကသူ့ကိုတားရမယ့်အစားအားပေးခဲ့ကြတယ်။အရန်ကောင်းတယ်အစီအစဉ်ကိုငါတို့ကြိုက်တယ်ငါတို့ကူညီပေးမယ်ဆိုပြီးတော့ပြောခဲ့ကြတယ်။သူတို့10ယောက်ကအစစ်အစစ်ပဲစီစဉ်ကြတယ်လက်နက်တွေနဲ့မျက်နှာဖုံးတွေဆိုသူမကိုကြိုးတွေနဲ့ချီမျက်လုံးကိုလည်းအုပ်ထားလက်တွေကိုချီပြီးတော့သူမအော်ဟစ်နေမယ်အကူညီတောင်းနေမယ်။သူတို့အားလုံးကိုစနစ်တကျစီစဉ်ခဲ့ကြတယ်။အဲ့ဒီတဲကတယောက်ကသူမရဲ့ခေါင်းကိုလက်နက်နဲ့ချိန်ထားခဲ့။ပြီးတော့သူတို့ဒီဗီဒီယိုကို online ပေါ်တင်ချမယ်လူတွေအကုန်လုံးကဒါအစစ်မှန်လားတကယ်ဖြစ်နေရလား prank video လားဆိုတာကိုမသိနိုင်အောင်ဖြစ်သွားလိမ့်မယ်။ဒါဆိုရင်တော့သူမကိုလူတွေအကုန်လုံးကစိတ်ဝင်စားလာကြလိမ့်မယ်လို့သူမမျှော်လင့်နေခဲ့ဒီပုံစံနဲ့သူမနာမည်ကြီးချင်တယ်။ဒါတွေအားလုံးကိုသူတို့အောက်တိုဘာ2ရက်နေ့မှာစတင်ပြီးတော့လှုပ်ဆောင်ခဲ့တယ်။စီစဉ်ထားတဲ့အတိုင်းလှုပ်ဆောင်ခဲ့ပေမဲ့သူတို့အဖွဲ့မှာတုံးနေတဲ့ဒီလက်နက်တစ်ခုကအထဲမှာကြည်ရှိနေခဲ့တယ်။သူမအော်ဟစ်နေခဲ့တယ်။ခုခံနေတဲ့ပုံစံမျိုးဟန်ဆောင်နေခဲ့ပေမဲ့တစုံတစ်ယောက်ကအဲ့ဒီလက်နက်ကိုပစ်လိုက်ပြီးတော့အထက်ကကြည်ကထွက်သွားခဲ့။ဒီတက်နက်ထဲမှာကြည်ရှိနေတယ်ဆိုတော့ကိုသူတို့သိချင်မှလည်းသိကြလိမ့်မယ်။နောက်ဆုံးမှာတော့အာလင်တယောက်အဲ့ဒီနေရာမှာပဲလဲကျသွားခဲ့။အခုလိုမျိုးသူမလဲကျသွားခဲ့တဲ့အချိန်မှာသူ့ကိုဓမဲကြီးဖို့အတွက်ကူညီပေးနေကြတဲ့တငယ်ချင်းတွေကဘာလုပ်ကြရထင်လဲသူမမျက်လုံးပိတ်လျက်သားသူမရဲ့လက်ကိုခြိထားလျက်သားအခြေအနေမှာပဲသူမကိုထားပြီးအားလုံးထွက်ပြေးသွားကြတယ်တငယ်ချင်းကောင်းတွေဆိုရင်တော့အခုလိုမျိုးဘယ်တော့မှလုံးမှာမဟုတ်ဘူးသူမကိုတကယ်နာမည်ကြီးစေခြင်းလို့ကူညီပေးနေကြတဲ့တငယ်ချင်းတွေဆိုရင်တော့သူမကိုအခုလိုထားပြေးရက်ခဲ့မှာမဟုတ်ဘူးဒါတွေမကသေးဘူးထွက်ပြေးသွားတဲ့တငယ်ချင်းအုပ်စုတွေကယောက်ျားလေးတစ်ယောက်ကဒီဗီဒီယိုကို online ပေါ်တင်လိုက်သေးတယ်online ပေါ်တင်လိုက်တဲ့အတွက်ဒီအမှုကိုကျူးလွန်ခဲ့တဲ့သူတွေနဲ့အမှုမှာပါဝင်တဲ့သူတွေရဲ့မျက်နှာတွေကိုအားလုံးကတွေးရှိသွားခဲ့ကြတယ်။ရဲတွေကလည်းဒါကိုတွေးရှိခဲ့ကြပေမဲ့သူတို့တဲကလူတွေကိုဖမ်းဆီးတဲ့နေရာမှာမအောင်မြင်ခဲ့ဘူး။တငယ်ချင်းဆိုတဲ့သူတွေအကုန်လုံးကလည်းစစ်မှန်တဲ့တငယ်ချင်းတွေမဟုတ်မှန်းအရန်ကိုတိတာလုံးနဲ့အရင်ဆုံးသူတို့911ကိုဖုန်းဆက်တဲ့နဲ့တငယ်ချင်းဖြစ်သူကိုကူညီပေးတဲ့နဲ့ဒီဖြစ်ရမှာသူမကိုယ်တိုင်ကလည်းကြိုးကိုက်စစ်စစ်နေတဲ့သူအနေနဲ့ပါဝင်တဲ့အတွက်ကြောင့်မို့လို့မဖမ်းတာပဲလားဘယ်လိုမျိုးလဲဆိုတာကိုတော့သူတို့ပဲသိကြပါလိမ့်မယ်။သူကိုယ်တိုင်ကဒီဗီဒီယိုကိုလုပ်ဖို့အတွက်ကိုသဘောတူခဲ့တာဒါနဲ့ပတ်သက်တဲ့တပ်တွေထောက်ထားတွေကလည်းဒီတငယ်ချင်းတွေရှိမှရှိနေမှာပဲစပို့ပြီးတော့ပြောထားတာတွေသူတို့အတန် message နဲ့ပြောထားတာတွေရှိနေလိမ့်မယ်အဲ့ဒီတော့ဘယ်လိုမဆိုဒီအမှုကရှုံးနိုင်ခြေများတယ်လို့သတ်မှတ်ကြတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့တငယ်ချင်းတွေကတော့ပြည်တံချမှတ်ခြင်းမခံခဲ့ရဘူးလွတ်မြောက်သွားခဲ့တရားရုံးကသူတို့ကိုလွတ်ပေးလိုက်တာမဟုတ်ဘဲနဲ့ရှာမဖမ်းတာဆိုတော့အကြောင်းအရာတွေပဲရှိတယ်ဂျယ်ရီကသူတို့ကိုတေးချမရှာဖွေတာမျိုးပေါ့တကယ်တော့အယ်လင်းလိုချင်နေခဲ့တဲ့နာမည်ကြီးမှုလူသိများမှုကိုတော့သူမရရှိသွားခဲ့ပေမဲ့အဆုံးသတ်ကတော့သူမလိုချင်တဲ့အတိုင်းမဖြစ်ခဲ့ပါဘူး